adobe.com ကိုသွားပါ sign ကိုနှိပ်ပါကိုယ့်ရဲ့ဒီ Adobe email address လေးကိုဖြည့်ပါ continue နှိပ်ပါပြီးရင် password မေးနေရင် reset your password ကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့ email တွေကိုဒီ OTP ကုတ်လေးဝင်လာပါမယ်အဲ့ကုတ်လေးဖြည့်ပေးပါပြီးရင်ကိုထားချင်တဲ့ password အသစ်လေးထားပေးပါupdate password နှိပ်ပါဒါဆိုရင်တော့ရပါပြီကိုယ့်ရဲ့ password လေးချိန်တဲ့ process အောင်မြင်သွားပါပြီ